င်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့တငယ်ချင်းတွေအလုပ်နားရတာနဲ့ဗန်မူကျွန်းနဲ့မာယာဘေကျွန်းကိုအလဲသွားခဲ့ကြပါတယ်ရှင်အလဲသွားခဲ့တဲ့အတွေ့အကြုံလေးကိုပြပြပေးမယ်နော်ပထမဆုံးຫນွေတို့ကစပီးပုံနဲ့ private ပုံမှာ private ပုံကိုရွေးချယ်ပြီးသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီလေးကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့တခြားတစ်စိမ်းတွေမပါပဲကိုယ့်ဖွဲ့တည်တတ်မှုကိုကြိုက်တဲ့နေရာကိုသွားလို့ရတယ်လို့ကိုကြိုက်တဲ့နေရာမှာလည်းအကြာကြီးနေလို့ရတယ်လေတောက်တစားတတ်တဲ့သူတွေဆိုရင်လည်းကိုကြိုက်တာတွေကိုလှေပေါ်မှာဝယ်တော့လို့ရတယ်ကဲခီးစဉ်လေးကိုစပြောမယ်နော်ပထမဆုံးဘမ်ဘူကျွန်းကိုအရင်သွားခဲ့ပါတယ်ရှင်ပုံမှန်ဆိုမာယာဘေကျွန်းကိုအရင်သွားကြပြီမယ်အခုကမိုးရသည်ဆိုတော့မနက်ပိုင်းပဲရာသီဥတုကတာယာတဲ့အချိန်များတာမို့ဘမ်ဘူကျွန်းကိုအရင်ရွေးချယ်လိုက်ပါတယ်ဗန်မူကျွန်းကိုရောက်တာနဲ့အရန်လာတဲ့သဲပြင်ကျဲကြီးကနေနေပူစာလုံးမဲ့သူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်။ဒီကူးမယ်ဆိုရင်လည်းရေကကြည်စိမ့်နေရောပဲကူးလို့အရန်ကောင်းတယ်။မြို့တို့ကတော့ပင်လယ်ကချမှနေတာမို့စနိုကလင်းတော့တခြားမလုပ်ခဲ့ပါဘူး။ခဏကြာတော့စပီးပိုးတွေနဲ့နိုင်ငံခြားသားတွေလာတော့လူတွေအရန်များလာတာမို့မြို့တို့တခြားတနေရာကိုထွက်ခဲ့ကြပါတယ်။ခုဒီနေရာလေးကတော့ကျိုးတရားလေးတို့အလွယ်ခေါ်ကြတဲ့နေရာလေးပေါ့ဒီနေရာလေးကိုတော့အပြင်ကဧည့်သည်တွေတီးတန့်လာလေးမရှိပဲနေခံတွေပဲအလားများတဲ့နေရာလေးပါဒီကျိုးတရားမှာတပုံနေရိုက်ပြီးကိုလှေစီကိုပြန်ခဲ့ကြပါတယ်လမ်းမှာစားတောက်ဆိုင်လေးတွေအများကြီးတွေ့ခဲ့တယ်ပြီးတာနဲ့မာယာပိကျွန်းကိုထပ်ပြီးထွက်ခဲ့ကြပါတယ်မာယာပိကျွန်းကတော့ကမ္ဘာအလှဆုံးစည်ရင်းဝင်တာမို့ခရီးသွားဧည့်သည်တွေအများကြီးလာကြပါတယ်အော်ပြောဖို့မိသွားတယ်ဗန်မူကျွန်းနဲ့မာယာပိကျွန်းကိုအလဲသွားမယ်ဆိုရင်ဝင်ချေးပေးရသေးတယ်နော်နေခံတွေနဲ့မြန်မာပြည်သားတွေထိုင်းတွေဆိုလို့ရှိရင်ဘတ်40ပဲပေးရတယ်။နိုင်ငံခြားဧည့်သည်တွေဆိုရင်တော့ဘတ်400ပေးရပါတယ်။ကဲကြည့်လိုက်ပါဦး။မာယာပိကမ်းခြေကအရန်လှတာပဲ။တပုံနေရိုက်ကမ်းခြေလမ်းလျှောက်ရင်အပန်းဖြေခဲ့ကြပါတယ်။ဒီတစ်ခါခရီးစဉ်လေးကတော့ဒီလောက်ပါပဲရှင်။ပထမဆုံးဗီဒီယိုလေးမို့လိုအပ်တာရှိရင်နားလည်ပေးပါရှင်။